လောက်နေရတော့ချိုးကြအခုမှပေါ့နော်လှုပ်လိုက်တာမျိုးမဟုတ်ပဲねမျိုးရဲ့ဒီ weight loss ဘိုင်းမှာ journey တစ်ခုအနေနဲ့ချပြနေတာဖြစ်တဲ့အတွက်တကယ် proven result တွေရတော့မှလည်းအခုပြောပြဖြစ်တာလည်းပါပါတယ်အဓိကကတော့ဒီအချင်းချင်းမှာfocus လုပ်ချင်တဲ့ points လေးကြတော့ weight loss ကိုတစ်ခုတည်းဦးတည်တာမဟုတ်ပဲねပိန်ချင်းဝခြင်းကိုပဲဦးတည်တာမဟုတ်ပဲねကျန်းမာခြင်းမှာနှုတ်ပြခြင်းလို့ဆိုတော့ခေါင်းစဉ်အောက်ကိုပဲတကယ်ကိုကျန်းကျန်းမာမာလှလှပပနဲ့ပိန်မှုကိုပဲကျွန်တော်တို့ဦးတည်ခြင်းတဲ့အတွက်ကြောင့်ဒီ treatment လေးတွေကိုကလုပ်ဖို့စိတ်ဝင်စားနေရဆိုအလွယ်တကူခုသရဟာမျိုးကိုမပြုတ်လို့စေချင်ပါဘူးတင့်တော်တဲ့ဆေးကမ်းမှာဒီဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့တခြားစစ်ဆေးမှုတွေလုပ်ပင်ကိုယ့်ရဲ့ဇီဝကာမဖြစ်စဉ်တွေဒီယောဂအခန်းတွေရှိမရှိအကုန်လုံးစစ်ဆေးပြီးတော့မှအဆင်ပြေတယ်တကယ်ကိုထိုးဖို့တင့်တော်ရဲဆိုတော့မှသာတိတိကျကျပေါ့နော်monitor လည်းလုပ်ပေးဖို့လို take care လုပ်ပေးတဲ့အစည်းကမ်းတွေမှာပဲသွားဖို့လည်းအကြံပြုပါရရှင်နောက်တစ်ခုကလေဟိုမိန်းကလေးတွေပေါ့နော်ဥမာသူတို့သမီးတွေပဲဖြစ်ပေါ့ဥမာဘွဲယူပဲဖြစ်ပွဲတက်ဖို့ပဲဖြစ်ပေါ့နော်ဆိုတော့အများသောအားဖြင့်အဲ့လိုမျိုးကကြာတော့မျိုးတွေကြိုသိရတာနော်မင်္ဂလာဆောင်မဲ့သူတွေလည်းကြိုသိရတယ်ဘွဲယူမဲ့သူတွေဆိုလည်းဘာဖြစ်ကြိုသိရတာပေါ့နော်ပွဲတက်မဲ့သူတွေဆိုလို့ရှိရင်လည်းကြိုသိရတာပေါ့နော်ဆိုတော့အဲ့ခါကျတော့ကိုယ်တငယ်ချင်းမင်္ဂလာဆောင်မဲ့ဆိုလည်းကြိုသိရတယ်ကွာဆိုတော့အဲ့ခါကျတော့အဲ့ဒီအချိန်ကျမှပိန်ကျင်လို့မရအောင်သိလားအဲ့တော့အမြဲအဲ့လိုဖြစ်လန်းလိုက်တယ်ဆိုရင်ကျမ်းမာရေးထိခိုက်မှာသူတို့သမီးတွေလည်းထုတ်နေလည်းကောင်းမှာပိန်ကျင်တယ်အဲ့ပွဲထွက်မှာလှကျင်တယ်ဆိုပြီးတော့ကြိုတင်ပြင်ဆင်ဖို့လိုတယ်ဟိုကတ်မပေါ့2လလောက်ကတ်မလှုပ်လိုက်မယ်အဲ့ဆိုဘလောက်ပေါင်ဘလောက်ကျသွားမလဲဆိုတာမျိုးမဖြစ်စေချင်ဘူးကြိုပြီးစတွေကပြင်ဆင်စေချင်တယ်လှုပ်ဆောင်စေချင်တယ်ဟိုလိုအပ်တဲ့အားကစားတွေလည်းလိုက်စားစေချင်တယ်လို့ပြီးတဲ့ခါကျတော့ဒီ treatment ကိုလည်းစောစောတွေကကြိုယူစေချင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်တချို့ကကျတော့လည်းဘယ်လိုခေါ်မလဲသူတို့ကအရန်တိသွားတယ်ဒါပေမဲ့သူတို့သိရဆိုတာပိန်သွားမယ်ဆိုတဲ့အသိပဲရှိရအဲ့အသိတစ်ခုတည်းနဲ့မရအောင်ပိန်ပြီးတော့ဟိုကျန်းမာပြီးပိန်ဖို့လိုတယ်ပေါ့နော်ဆိုတဲ့ခါကျတော့အမြန်လန်းနဲ့မလိုက်ပါနဲ့ဟိုမြန်ပိန်နာတွေဝဲမြင်ပြီးတော့အားမကြပါနဲ့မျိုးဆိုမျိုးဒါတစ်ခုလိုတိဆောက်ထားဆိုတစ်နှစ်ကျော်ပြီတစ်နှစ်ကျော်မှလည်းအသားလည်းကျနေပြီပြီးတော့ကိုယ့်ရဲ့ဒီခန္ဓာကိုယ်ရဲ့ဟိုတိဆောက်ပုံမှာလည်းကိုယ့်အကိုပျော်ရွှင်နေပြီပေါ့နော်ဒါကြောင့်မို့လဲကိုချစ်ရတဲ့သူတွေကိုဒါ sharing လုပ်တာပါအခုပြိုကနေပြီးမျိုးအမြဲလုပ်နေကြမို့လို့မျိုးကဒါ sharing လုပ်တာမှန်ပေမဲ့ချစ်ရတဲ့သူတွေရပါတယ်ဒီစေကမ်းမှမဟုတ်ပါဘူးမျိုးတို့ရဲ့အဓိကမျိုးတို့ရဲ့ဥတီချက်ကအားလုံးကိုကျန်းမာစေခြင်းနဲ့လှပစေခြင်းနဲ့ကိုအဆင်ပြေမဲ့နေရာကိုသွားလို့ရပါတယ်အဲ့ဒါပေမဲ့လေတေချာအားလုံး discuss လုပ်ဖို့လိုပါတယ်ကိုလည်းဟို take care လုပ်ဖို့လိုပါတယ်အချိန်ယူဖို့လိုပါတယ်ဆိုတာကိုမျိုးကပြပြချင်တာပါအဓိကတော့ဒေါက်တာနဲ့တေချာ discuss လုပ်ပါအချိန်ယူပါလို့အပ်တဲ့ဟိုဆေးစစ်ချက်တွေကိုယူပါအဲ့လိုပဲပထမဆုံးဆေးစစ်ပြီးရဲ့အချိန်ဂျားကာလာတွေမှာလည်း6လတစ်ဖြတ်မှာလည်းပြန်ပြီး check လုပ်ဖို့လိုပါတယ်ဒီတိုင်းပဲမျိုးကတောက်လျှောက် on နေရမှာမဟုတ်ဘူးเนาะကိုယ့်အကိုလည်းဒေါက်တာကနေပြီးလမ်းညွှန်ပေးဖေးရှင်မှာဘာလုပ်တဲ့လဲပြီးလို့ရှင်ခန္ဓာကိုယ်လည်းတစ်ချိန်လုံးတိုင်းတာတယ်အစီတွေမာဆာတွေကိုတစ်ချိန်လုံးတိုင်းတာပေးတယ်ပေါ့เนาะဆိုတော့အဲ့ဟာကြီးလည်းမမေ့ပါနဲ့ပိန်နာလေးတစ်ခုကိုပဲအာယုံစိုက်ပြီးတော့ပိန်ဖို့ကိုပဲမကြိုးစားပါနဲ့ကိုလည်းပြန်ပြီး check လုပ်ဖို့လိုပါတယ်ဒေါက်တာအဓိကတော့ဒေါက်တာနဲ့တခြားဆွေးနွေးဖို့လိုပါတယ်လေဟုတ်ပါတယ်ဒီအဓိကရေရှည်အတွက်ပို့ပေါ့နော်သွားပြီးတော့မှနီးလန်မှန်နဲ့သွားတဲ့ weight loss ကိုပဲဟိုသွားဖို့အကြံပြုပါတယ်ဒါဆိုလို့ရှိရင်အခုမျိုးနဲ့ဒေါက်တာနဲ့ပြောသွားတဲ့အားလုံးကိုအချိန်ပေးကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်များမှလည်းကိုယ့်ရဲ့ပြပြောင်းလဲတာတွေရှိလို့ရှိရင်တခုမကြမ်းမချင်းမချမ်းအားလုံးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။